မင်္ဂလာပါ Lim Travel by Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ vlog မှာကဘန်ခရိုင်ကနေစလန်စင်ကူကိုတွားရောက်လက်ပတ်မလို့စီစဉ်ခဲ့တဲ့အတိုင်းပဲခုကတော့စလန်စင်ကူကိုရောက်ခဲ့ပါပြီနန်ခရိုင်ကနေစလန်စင်ကူကိုကျွန်တော်တို့45မိနစ်လောက်ကြာအောင်ကားနဲ့မောင်းလာခဲ့ရပါတယ်ခုဒီ vlog ကတော့စလန်စင်ကူတဲကိုအစားဆုံးဝင်ရောက်လက်ပတ်မှာပဲဖြစ်ပြီးတစ်ခါမှမရောက်ဘူးသေးတဲ့လူတွေအတွက်ကတော့အတွေ့အကြုံကောင်းတွေရမယ်လို့လည်းညွှန်လင့်မိပါတယ်ဂူအိုဝမှာဖျားဖူးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဂူအတွင်းထဲကိုဝင်ရောက်လက်ပတ်ဖို့စတင်ခဲ့ပါပြီကျွန်တော်တို့ဂူထဲကိုစဝင်တဲ့အချိန်ကတော့ညနေ3:50မိနစ်လောက်တော့ရှိနေပါပြီခီးသွားလူတချို့လည်းရှိပေမဲ့ကျွန်တော်တို့အဖွဲ့တစ်ခုသာဂူထဲကိုစဝင်ရောက်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့တစ်ခါမှလည်းမရောက်ဘူးတော့ဂူအတွင်းထဲကိုဝင်ရောက်ဖို့အတွက်အနည်းငယ်တော့ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာစလန်ကိုရဲ့အဆုံးတစ်ဖက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကားရနာရနေရဖြစ်တဲ့နေရာကိုလှည့်စီးပြီးတော့မှပြန်လာမှာပဲဖြစ်ပါတယ်တော့သွားတယ်လောက်တော့မသိ ညနေတော့တော့ဝေးလိုက်လူဝင်တဲ့လူကရှိသေးလားမရှိတွေ့ဘူးဟောအာဟုတ်ဟုတ်ရဲရဲဘာမှအဲ့ဒါလည်းဘာမှခုနကလမ်းမှာတွေ့တဲ့သူတွေကိုမြင်တော့ကျွန်တော်တို့နည်းငယ်တော့ပျော်သွားခဲ့ပါတယ်ဝင်လာတာကလည်းကျွန်တော်တို့တစ်ဖွဲ့ပဲဖြစ်တာကိုသူတို့ကိုမေးကြည့်တော့သူတို့ကဂူဘောက်ကထွက်လာတာမဟုတ်ဘဲနဲ့ပြန်လှည့်လာတော့ကျွန်တော်တို့နည်းနည်းတော့စိုးရိမ်ခဲ့မိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အစားဆုံးကိုတော့ရအောင်သွားမယ်ဆိုပြီးဆုံးဖြတ်ပြီးပဲရှစ်ဆက်ခဲ့ပါတယ်ဗျာ
တရားကိုဖြတ်တန်းလာပြီးတော့မှပဲကျွန်တော်စိတ်သက်သာရာရခဲ့ပါတယ်တရားပေါ်ဖြတ်တန်းနေတဲ့တခြားတော့ကျွန်တော်စကားတော့မပြောနိုင်တော့ပါဘူးအောက်ကပြင်လေးတွေကနည်းနည်းလေးပြော့တော့တစ်ဖက်ကလည်းဗီဒီယိုရိုက်ဖို့ကံပဲကင်ထားရတာနဲ့ကျွန်တော်အတွေ့အကြုံဆုံးနဲ့ဖြတ်တန်းလာခဲ့ပါတယ်ကူဆုံးတစ်ဖက်ကိုရောက်ရှိလာခဲ့ပါပြီဒီနေရာလေးကတချို့တွေဓပုံတော်တော်များများလာရိုက်ကြတဲ့နေရာလေးလည်းဖြစ်ပါတယ်လိုက်ကင်လေးလည်းတော်တော်ကောင်းပြီးတော့မှနေရာလေးကလည်းတာယာအရင်လှပပါကျွန်တော်တို့အခုလေငားနေရဖြစ်ပါတယ်လေကလည်းချက်ချင်းပဲရပါတယ်ကျွန်တော်တို့အဲ့ဒါနဲ့ခဏနားပြီးကားရနားတဲ့နေရာကိုကျွန်တော်တို့လေနဲ့သွားမှာပဲဖြစ်ပါတယ်
ထဲမှာမှောင်မဲပြောပါပါညီရတယ်ကျွန်တော်တို့ရဲ့ဖန်ချာကြီးစားနေဖို့တွင်လေစီးချင်းတွေ့ကြုံနေပါတရားလှပတဲ့အလင်းရောင်လေးမစခံလာပါမောင်ဝိပါဖြစ်ကြက်ဝိထားရင်ကြက်တယ်哎，我这里应该没来，那放的是不了。ဟောဒီကွန်ပျူတာကလည်းရောင်းနေနော်哦，咱们。ကြီးနေတက်လာရင်ပဲသွားလို့ရတယ်နော်ဟုတ်တယ်တိုင်ဖြစ် အခုဒီကအဲ့လိုရေးပါရောတိုက်အောင်လေဒီတိုင်းရောပေါ်လာဟိုကကျတော့ဒီကကျနစ်ဟုတ်လားဟုတ် ဒီတရားထားနေတယ်မကောက်ဘာလို့လဲထိုးကြည့်တယ်အဲတဝိုင်းမထိုးတော့မတော့ဝါးရမြမကောက်ဆိုတော့မျိုးပြောပြနေနောက်နေ့နေမှာက lucky 7ပဲပေါ့ငါတို့ရန်ကုန်ရောက်ထီထုံးထီပေါက်လာတယ်ဒီကြီးကလင်းထဲငါတို့အဖမ်းချတယ်ပြီးရောက်ဘူးနော်ငါလည်းနှစ်ခဏရအောင်ကောင်းမြောက်ဦးမလေးစီတော့ဆောင်းပြမှုပေါ့အင်းနေမှာဆောင်းကအကြောက်ကြီးပဲကွာဒီကငါ့ဦးကျန်ဖီးငုံတာဝိကတို့ရောလေးတော့ပါတယ်မပါဘူးဒီအဲ့တော့မရောက်ဘူးဟောမရဘူးဒီ2019တေးလေးလေးကိုရနော်အဲ့ဒါဒီဟောတာဒီကဒီမစီရှင်တွဲတော့ခချင်းဖတ်ပြန်လာဘာဆိုလို့လဲအဲ့ဒီငါရောဟိုကရောက်ပါမှာကိုစော်သေးကိုက်ရဲ့နာမရောက်ဘူးအိုင်နှပြန်ဘူးအိုင်နောက်ပြန်အိုင်နောက်ဒီတက်တယ်ကူထဲမှာငါနည်းနည်းနှစ်ချိန်လောက်တော့နောက်ကိုပြန်လဲကျင်တဲ့အချိန်တွေကြုံခဲ့မိတယ်အေးဟမ်ဝင်လာတော့ပြီးကွာဆင်းရတော့ကြောက်သွားတာကြောက်တာမှဖြစ်ပါမှာဟိုရောဖြစ်တယ်ဟိုလူတွေနဲ့မတွေ့ရင်ငါတိတ်မကြောက်ဟိုလူတွေကလည်းကွာသွားကြရှိရမသွားတော့ဘဲနဲ့ပြန်လှည့်လာဘလားတော့မရောက်ဘူးအဲ့လိုမဟုတ်ပါဘူးငါအမှနည်းနည်းဟိုဖြစ်သွားတာစံတရားဖြစ်သွားအေးတော်တော်ဝေးလို့ပဲဟိုလက်မြောက်အရှုံးပေးခဲ့လိုက်တာတို့အဲ့လိုတော့ပူပင်မန်းတာပါနှစ်ချောင်းမြရှောက်ပါတယ်ပေါ့
ကြာခင်မှာပဲကျွန်တော်တို့တွေစတဲ့ကူရဲ့အစနေရာကိုကျွန်တော်တို့ပြန်လည်ရောက်ရှိလို့လာပါပြီအရင်ရှေ့ကသွားခဲ့တဲ့လူတွေရဲ့ဗီဒီယိုတွေကိုကျွန်တော်လေ့လာကြည့်တော့ရရှိတဲ့အချိန်ပဲကျွန်တော်တို့အခုစရောက်မယ့်နေရာကိုပြန်လည်ရောက်ရှိတာဖြစ်ပါတယ်မိုးရင်းကုန်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းခီးသွားမဲ့လူတွေအတွက်ကတော့လမ်းလျှောက်တာဖြစ်ဖြစ်ဆိုင်ကယ်စီးတာလိုပဲဖြစ်ဖြစ်ပြုလုပ်ကြမှာဖြစ်ပြီးတော့အဲ့ဒါကလည်းအတွေ့အကြုံတစ်မျိုးပြန်လည်ရရှိစေမှာဖြစ်ပါတယ်ကျွန်တော်တို့လေလော်တဲ့ညီလေးကိုမေးကြည့်တာတော့နေရာဒီဆိုလို့ရှိရင်ကျွန်တော်တို့ဖြတ်တန်းလာခဲ့တဲ့နေရာတစ်ဝိုင်လုံးကနေကွန်းတွေစပါးကင်းတွေဖြစ်တယ်လို့သူပြောပြလို့ကျွန်တော်တို့သိရှိခဲ့ပါတယ်ကျွန်တော်တို့စတဲ့ကူခရီးစဉ်ကတော့ဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်ကျွန်တော်တို့ပြန်လည်ရောက်ရှိလာခဲ့တဲ့အချိန်ကတော့4:35မိနစ်တိမှာပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အခြားနေရာတွေကိုတွားရောက်လေ့လာဝင်လည်ဖို့အတွက်ကတော့အချိန်မရတော့တာကြောင့်ကျွန်တော်တို့ဒီကနေအပြန်မှာဖန်အညာသေးကိုဝင်ရောက်လည်ပတ်မှာပဲဖြစ်ပါတယ်။ခီးသွားဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ like and subscribe ပြုလုပ်ပေးကြဖို့လည်းမမေ့ကြပါနဲ့ဗျာ။နေ့တက်မှာလည်းအားလုံးရှင်လန်းချမ်းမြေ့ကြပါစေလို့နှုတ်ခွန်းဆက်တာရင်နောက်ခီးသွားဗီဒီယိုများမှာပြန်လည်တွေ့ဆုံကြပါသေးတယ်ခင်ဗျာ။